好的，上来哦，刚来的哇，白了的呀，把我也找起来。好的，哦，都带看了。OK，အားလုံးပဲမင်္ဂလာပါသူရ sport ကနေကြိုးဆိုပါရစေကျွန်တော်ဒီပွဲကတော့ညကတာ1 championship မှာထိုင်းဖိုက်တာချုပ်ဒီနဲ့ထိုးသက်သွားတဲ့ဒါစတန်တန်ခွီးရှင်ရဲ့ပွဲစဉ်ကိုပြန်ပြီးတော့ကြည့်မှလည်းဖြစ်ပါတယ်ဆိုတော့ဘာတွေမှားခဲ့လဲပေါ့နော်ကျွန်တော်ပြန်ပြီးတော့ကြည့်အောင် Okay ဒီဘက်ကဒီပေါင်းပြီးအပြာရောင်ဖြူရောင်ဒါစက်ကြားကတော့ကျွန်တော်ရဲ့မြန်မာ fighter စတန်တန်ခွီးရှင်ပဲဖြစ်ပါဒီဘက်ကချုပ်ဒီပေါ့နော်ဘော်ဒီပိုင်းရဆိုလို့ရှိရင်တော့နည်းနည်းလေးတော့ဒီကွင်းထဲမှာပေါ့နော်ချုပ်တီးကတော့ပို့ပြီးတော့ဒါပြည့်တဲ့အနေအထားမျိုးကိုကျွန်တော်တွေ့ရတယ်။ကျန်တာကတော့လုံးတူတောက်တူပေါ့လေ။အိုးဟိုက်ကက်ဒီလာတယ်။ချုပ်တီးကတော့ဒါပွဲစကလေးက game plan ကလုံးဝကောင်တာပုံစံမျိုးနဲ့လာတယ်နော်။ကောင်တာကနေပဲဒါခြေကန်ချစ်တွေပြီးတော့လက်သီးတွဲလုံးနေနဲ့လာမယ့်အနေအထားမျိုးလုံးဝအနားကိုကပ်မခံဟုတ်တယ်အော်ဘယ်ဝိုက်ကြီးစိုးပဲကိုကောင်လဲဒါဘယ်ဝိုက်ညာဝပြန်ပြီးတော့ထည့်တာပါဝါတော့တော်တော်ကြီးကိုထည့်တာနော်ထိရင်တော့ကြာမှာဗျhigh get တွေတတိထားမယ်ထိုင်းနေရမင်းအောင်မြန်မာနဲ့တွေ့ရင်တော့ဒီ high get တွေဆွဲမယ်ဆိုရင်ပဲဒီကောင်တာပုံစံမျိုးနဲ့ကစားပြီးတော့လေခွာပြီးတော့ကောင်းလိုက်တာကွာညာဝဲကြီးကထိပါရှယ်ပဲဟုတ်တယ် body get တွေဖြုတ်ဆန်းကွာလက်သီးမရရင်ခြေကန်ချက်ပေါ့အောက်ထောက်တွေဖြုတ်လို့ရတယ်ဘော်ရှော့လိုက်တာဘယ်ဝိုက်ဒီ round 1မှာတော့ strand and queen အနေနဲ့ဒါပြန်ပြကိုအရန်ကြီးဝင်တာမျိုးမလှုပ်ဘူးเนาะသူ့အနေနဲ့ဒါလုံးဝပြန်ပြအနေထားမျိုးကိုရှိုးနေတဲ့ပုံစံမျိုးပေါ့တိတ်ပြီးတော့မဝင်ဘူးဟုတ်တယ် body kick တွေ့လားခြေကန်ချက်တွေလုံးပါကိုကောင်ချော်လဲနေမရအောင်မြန်မာနဲ့တွင်ထိုင်းရလုံးဝဒီ high kick တွေခြေကန်ချက်တွေသုံးမယ်ဆိုတာကြီးပဲလွတ်ရနေဟုတ်တယ်ကောင်းတယ်ဝင်လုံးပြီဒါပဲရတော့မရခဲ့ဘူးပြန်ပြကလည်းသူချုပ်ထားဟုတ်တယ်တော့ထိုးတဲ့အိမ်ဆိုင်ထိုးတွေမျိုးတွေဘယ်သူမှမထိခဲ့ရဗျာ round 1တော့ပြီးသွားပြီ round 2 1မှာကတော့မြင်တဲ့အတိုင်းပဲဒါအရန်ကြီးတော့လေကွာတဲ့အနေအထားမျိုးတွေမရှိခဲ့ဘူးဟုတ်တယ်လောက်ကပါဖြုတ်ဆန်းပါရဲ့အောက်ထောက်တွေရောhigh kick တွေတော့ခွင့်ပြုရတယ်ပင်းလက်သီးတွေဗျာရှေ့မှာပြောခဲ့တဲ့ပင်းလက်သီးတွေဟုတ်တယ်လုပ်ခဲ့ပါဖိုက်တာတွေကသိရမှာလုံးဝခန္ဓာကိုယ်သေးသေးဆိုတော့တော်ကြီးကိုတွတ်တယ်ဗျမြန်တယ်လှုပ်ရှားမှုပုံစံမျိုးတွေကဟုတ်တယ်စရနာခွေးရှင်ဒီထားတစ်ခုရှိုးနေမလုံးပါဟုတ်တယ် body kit ဒါမျိုးလောက်ရမှာကောင်းလိုက်တာဟေးတစ်ချက်ဆိုတစ်ချက်ပဲဘယ်ဝိုင်ကြီးတစ်ချက်ဆိုတစ်ချက်ပဲသိရမလားပါဝါကြီးကလုံးဝရပါဝါရဲ့တော်တော်ကြီးကိုကောင်းတာအဓိကတိကျမှုရှိဖို့ပဲသိရမလားစရနိုင်ခွေးရှင်ရဲ့ဒီပါဝါကြီးကတစ်ချက်ဆိုတစ်ချက်လုံးဝကိုတကယ်ထိထိရောက်ရှိရပါတော့ဒီကမိဖို့ပဲလုံးဝပါဝါကောင်းတယ်ကိုကောင်လိုက်ပြီအော်ချော်လဲပြီ
ဘာလဲอ่ะအဲ့ကမထီဘူးနော်မထီဘဲနဲ့ကိုဆရာသမားကချော်ပြီးတော့ကြာသွားအဲ့မှာလုံးဝဗျာကြာနေတဲ့ဒီချမ်းပြင်းနဲ့ကြာနေတဲ့အနေထားမျိုးမှာဒူးတိုက်သွားဘာလဲဒီတန်းချီးထုတ်ပါဒီမှာတော့တောင်းတွေကောက်ရင်းနေမက်ဆင်တွေရေးနေတယ်အာစောက်ဘောတိုင်းဒါကြီးကလုံးဝမဖြစ်သင့်ဘူးအောက်ကိုဒီကြာနေတဲ့ fighter တယောက်ဗျာဒူးတောက်ပြီးကြာနေတာယူဒူးတိုက်သွားစောက်ဘောတွေလုတ်ကုန်တယ်စောက်ဘောကွက်တယ်ဒါလုံးဝဖြစ်တဲ့မှုတည်းမှာလုံးဝဒါအဝါကက်တွေပါကိုဖြစ်ရမှာဒီကဟိုကောင်ကြီးဆိုမိုက်ပါတည်းကျွန်တော်တို့ဒီပွဲရဲ့ရှေ့မှာကင်သွားရဲ့ကတုံးကြီးလေထောင်မောင်းနဲ့ဒီအောင်လာလို့ပွဲတွေပါလေကင်နေဗျာနိုင်ငံခြားသားကြီးအဲ့ကောင်ကြီးဆိုမိုက်ပါဟိုထိုင်းနိုင်ဖြစ်နေကွာချီးတယ်မှာဒီလိုနေထားမျိုးကကိုဖိုက်တာလာလှုပ်ကြည့်လိုက်တော့အဝါကက်ကြီးနဲ့နေမှာရွှင်စရာကောင်းတာပါတော့တော့နောက်ကိုကတ်လို့မရဘူးပြန်ဘက်ကမစိုးဘူးဗျာခြေခံချက်ပိုင်းနေမှာတော်တော်လေးကိုကောင်းတယ်ပေါ့နော်ဒီအောက်တောက်တွေပြီးတော့အပေါ်တွေတော်တော်လေးစုံနေလုံနိုင်တယ်ဟုတ်ပင်လေဒီစလိုင်းကတော်တော်လေးကိုလောနေပြီနော်တော်တော်လေးလောတဲ့အနေအထားမျိုးတွေ့ရတယ်တအားကြီးကိုโอเค round 2ပြီးသွားပြီပေါ့နော်2 hour တာဖြစ်တဲ့အနေအထားမျိုးကနေကျွန်တော်တို့ဒါ knock down ကျသွားတယ်high get တွေအဲ့ high get တွေသတိထားမယ်ဒီနေရာမှာဗရာတော့ကြည့်လိုက်ပြန်ပေးချုပ်ဒီကပြန်ပေးချုပ်လေးဆိုတာတည်းဗျာတခြားထိုင်းမိုက်တာအများစုကိုတာတဲ့အနေအထားမျိုးကိုထိန်းပြီးတော့ဒီအမှတ်နဲ့ယူကြတာပေါ့အဓိကနိုင်ပွဲရဖို့ပဲတော့အောက်ထောက်တွေလည်းတိတ်ပြီးတော့မခိုင်တော့ဘူးဗျာတော်တော်လေးကိုမလုပ်နဲ့တားကြီးလောပြီးတော့အလိုက်လွှမ်းပြီးတော့တည်မှာနည်းနည်းလေးတော့ချိလာတဲ့သဘောလားမသိဘူးအောက်ထောက်တွေကပြာဟိတ်လောကြီးနေပြီရုံးတော့အသေးရုံးတော့ချက်ချင်းထားတော့တော်ယူကိုတည်မှာလုံးဝမာကုန်နဲ့တတိကအရန်မိုက်တယ်တည်မှာစဟိုနိုင်ရင်စောတော်တော်ကြီးတာဗျာတည်မှာလားတော့မရဘူးလုံးဝကိုကနည်းနည်းတော့ဒါအောက်ပိုင်းနေနည်းနည်းပြုတ်နေပြီထင်တာပဲဘော်ရှော့နိုင်ကွာဘော်ရှော့အေး white တည်းအေးပါဒါမျိုးလောက်စမ်းပါအဲ့လိုမျိုး high get တွေတွေ့လားအောက်တော့တွေပြော့နေပြီတအားကြီးလိုက်ပြီးတော့တကောင်ဒါဘာရောပေါ်ဖောက်နေတယ်ဒူးနဲ့တိုက်တော့တာပေါ်အောင်ဖောက်ပဲနဲ့ချီထုတ်မှရတဲ့လောက်တော့ပိတ်ထိုးနေတယ်။ဘောလည်းချုပ်တာလုံးဝမလှုပ်။ဘော်လီကဟုတ်တယ်ရတဲ့လောက်တော့တွေ့ဟာမိတဲ့နေရာနဲ့ဆွဲတာโอเคပွဲကတော့ပြီးသွားပြီပေါ့နော်ကျွန်တော်တို့ဒါအမှန်နဲ့ရှုံသွားတယ်ဆိုတော့
ဘယ်လိုပြောမလဲကိုဖိုက်တာကတအားကြီးလောလွန်းလာပြီးလောပြီးတော့အရန်လိုက်တာပေါ့အဲ့လိုလိုက်တဲ့အနေအထားမျိုးမှာမဖြစ်တဲ့အမှားမျိုးတွေပြီးတော့အရန်ကြီးလောပြီးတော့နိုင်ရင်စောတွေအရန်ကြီးရပေါ့နော်ပြိုင်ဘက်ကိုပွဲဖြတ်ချင်တဲ့အနေအထားမျိုးတွေကအရန်ကြီးကြီးသွားတယ်လို့ကျွန်တော်တို့မြင်တယ်တီတီချင်းနဲ့ကစားနိုင်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ဒီပါဝါပိုင်းအနေနဲ့သိရမလားထိရင်ထိတယ်လို့ပြကြတယ်ပြိုင်ဘက်ကအရန်ကြီးလောလွန်းတော့သိရမလားထိရောက်ဘူးကအဲ့လောက်ထိမရှိခဲ့ဘူးပြီးတော့လဲကျနေတဲ့အနေအထားမျိုးမှာဒူးတိုက်ခဲ့တာကြီးကလုံးဝတော်တော်ကြီးကိုမှစိတ်ပြည့်စရာကောင်းတယ်လုံးဝဗျာအဲ့ရသိမဖြစ်တဲ့ဘူးပေါ့နော်အဲ့အမှားတွေကဒိုင်ယာနဲ့ဘာမှမပြောတော့တော့ကောက်ကြည့်သွားသေးတယ်တော်တော်လေးကိုအချူးမပြေတဲ့အတိုင်းပဲโอเคဗီဒီယိုလေးကဒီလောက်ပါပဲ brother တို့လည်းဘယ်လိုမျိုးမြင်ကြလဲပေါ့နော်ကိုယ့်ရဲ့အမြင်လေးကို comment တွေမှာချပြီးတော့ရေးခဲ့ကြပါဦးโอเคကျေးဇူးအများကြီးတင်ပါတယ်